Hi, everyone. Konnichiwa. Today, we are going to have a little bit of fun. In the video, we will have not to be able to do my hand is something. Have to look at Romagili, Yijimi, ha, he, fu, he, ho, hi, fu, ho, how Yijimi, sorry, to Changli swim, to Changli swim, Pilushin, Tinalagan issue, million to chat. And you, ha. တစ်ချက်ဆွဲမယ်ဒီနားလောက်ကယူဒါလေးနည်းနည်းလေးရှည်လို့ရတယ်ဟာတစ်ချက်ဟာတစ်ချက်ဟာတစ်ချက်နှစ်ချက်ပြီးတော့ဒီကောင်လေးကိုဝိုက်ဝိုက်လေးပြန်ယူအောင်နည်းနည်းမတိမတာလေးဝိုက်ဟာတစ်ချက်ဟာဟာတစ်ချက်ဟာဘာသာမဒီကောင်ကြတော့အရင်ကြီးကောလည်းမရအောင်ဒီအချုံကြီးကြီးကောလည်းမရပဲတိတိလေးပဲကြီးရမှာပြန်တစ်ချက်ဟာပြီးတော့ဟိကြတော့တစ်ချက်ဆွေးမယ်ဒီလိုမျိုးလေးပြန်သွားမယ်ဟိနော်ဒီနာယူရောဒီလိုမျိုးလေးဆောင်းပြီးတော့ဟိဒီလိုမျိုးအတန်းလေးပေါ့အလေကောင်းဒီလိုမျိုးလေးအဲ့လိုမျိုးလေးဖြစ်ရမှာယူပုံပဲမျိုးလေးပေါ့တစ်ချက်ယူလေးဆွဲဟိတစ်ချက်ယူကြီးကြီးလေးဆွဲဟိတစ်ချက်ယူကြီးကြီးလေးဆွဲဟိတစ်ချက်ယူကြီးကြီးလေးဆွဲဟိယူကအနာဝါကြနည်းနည်းလေးပြန်ပြီးပိန်သွားတဲ့ကတ်သွားတဲ့ပုံမျိုးလေးပါနော်အဲဒီမျိုးလေးဟိဟိတစ်ချက်ဟိပြီးတော့ဖူပေါ့နော်ဖူအတန်ပြောင်းသွားတယ်ဟုနဲ့ဟုလိုမျိုးပဲနဲ့ဖူဖြစ်သွားတဲ့အတန်လေးပေါ့ဒီလိုမျိုးကြောင့်ဒီဥစ္စာကိုဘယ်လိုပြောလဲဆိုတော့ဖူကိုသူကဖျောင်းနယ်ကိုမှုတ်တဲ့ပုံစံမျိုးပေါ့နော်ဖျောင်းနယ်ကိုလေဟုဆိုတဲ့အတန်နဲ့မှုတ်တဲ့ပုံစံမျိုးသူတို့ထွက်ကြတယ်ဖျောင်းတဲ့တိုင်းထုံးပြီးတော့ဖူလို့မှုတ်တာမဟုတ်ဘဲနဲ့ f တန်လျှော့ပြီးတော့သူကဖျောင်းနယ်ဟုဆိုတဲ့မှုတ်တဲ့တန်လေးပေါ့နော်ဟုအားပြင်းမြင့်နဲ့မှုတ်တဲ့တန်လေးသူအဲ့လိုမျိုးထွက်ကြတယ်ကျွန်တော်တို့ဒီဘက်ကျတော့ညီမတွေကြားတဲ့အတန်ကျတော့ဖူပေါ့နော်FOD ဖူဆိုတဲ့ F တန်ရမ်းပါတဲ့အတန်နဲ့ကြားတော့ဆိုတော့အဲ့နှစ်တန်ကြားတဲ့ပေါ့ဟုနဲ့ဖူကြားတဲ့အတန်လေးထွက်လို့ရှိရင်အဆင်ပြေပါတယ်နော်ဖူအဲ့ဆိုရင်ဖူတော့ကြအောင်ဖူကြတော့ဒီမှာတစ်ချက်ပြီးတော့ဒီမှာချီကူလေးပြီးတော့ဒီမှာမြားသေးလေးဖူဒါလေးကလေးသေးလေးမချီကူလေးအမှန်ကြီးလေးပြန်ချမယ်ဖူညတည်းလေးချီကူလေး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 အမှန်ကြီးတည်းလေးဖူညကူလေးချီကူလေးအမှန်ကြီးတည်းလေးပြန်ပြီးဝိုက်ချလိုက်ဖူတစ်ချက်ကူလေးအမှန်ကြီးတည်းလေးပြန်ဆွဲချဖူပြီးတော့ဘာလာမလဲဆိုရင်ဟဲပေါ့နော်ဟဲလာမယ်ဟဲကြတော့လွယ်သွားပြီသူတို့1 2ဒါဆိုရင်ဟဲအပေါ်ကမြင့်မယ်အပေါ်ကမြင့်ပြီးအောက်ကိုဆင်းသွားမယ်တစ်ချက်နှစ်ချက်ဟဲတစ်ချက်နှစ်ချက်ဟဲတစ်ချက်နှစ်ချက်ဟဲ
တစ်နှစ်ဟဲတစ်နှစ်ဒီနှစ်ခုကတော့တွားပြီးတော့မညီဘူးပေါ့နော်ဒီလိုမျိုးကြီးတော့မဟုတ်ဘူးအဲ့လိုမျိုးကြီးတော့ညီနေရမဟုတ်ဘဲနဲ့ဘယ်လိုဖြစ်လဲဆိုတော့တစ်ချက်နှစ်ချက်အောက်ကကောင်လေးနည်းနည်းအောက်ကိုရောက်မယ်အမီလေးအောက်ကိုရောက်မယ်တစ်နှစ်ဟဲပြီးသွားရင်ဘာလာမလဲဟိုကြတော့ဟာနဲ့တွားပြီးတော့နည်းနည်းဆင်းတယ်ဟာလိုမျိုးလေးဒီမျိုးတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်သူကနှစ်ခုဖြစ်မယ်ဒီနှစ်ပြီးတော့မှဟာလိုမျိုးလေးပြန်ဆွဲမယ်ဟိုတစ်ချက်ဒီနှစ်ဟိုတစ်ချက်ဒီနှစ်ဟိုဒါဆိုရင်တော့နည်းနည်းလေးဝေးသွားတယ်တစ်ချက်ဒီနှစ်ဟိုနှစ်ခုကအရန်ဝေးလို့အရန်ဝင်ကြည့်မကောင်းတော့ဘူးနော်ဒီနှစ်ဟိုအရန်လည်းမနီးအောင်ဒီနှစ်ဟိုတစ်ချက်ဆွဲတယ်နှစ်ချောင်းပြီးတော့ဒီကနေဆွဲပြောင်းသွားကြဟိုတစ်ချက်ဒီနှစ်ဟိုနော်အဲဆိုတော့ဒီနေ့ဟာတန်လေးခုသွားပြီနော်အဲဆိုရင်ပြန်ပြီးဖတ်ကြည့်ပေါ့ဟာဒီကကြတော့ဟီဖူဟေဟိုဟာဟီဖူဟေဟိုဟာဟီဖူဟေဟိုဒီဟီရခဏကြီးကြက်တာကျတော့ကျွန်တော်ငယ်တုန်းကကာကြီးခါဝေးကြက်တယ်လို့မျိုးပဲနော်တချို့ကြောင့်လေမှတ်ကိုခလေးဆိုခလေးအတွင်းနဲ့မှတ်ပြီးတော့ကာကြီးဆိုရင်ဘယ်လိုလေးလာတယ်အဲ့လိုမျိုးကတော့ကိုညံနဲ့ကိုမှတ်ပြီးတဲ့ကြက်ခဲပုံစံလေးရှိအောင်တယောက်နဲ့တယောက်တော့မတူခလေးတယောက်ကိုပုံသေးကာကြီးရတဲ့လိုမျိုးမှတ်ရမယ်ခါဝဲဒီလိုမှတ်ရမယ်လို့ရှိခဲ့ငယ်တုန်းကလည်းရေးပြီးတော့ကျန်းကျန်းနဲ့ကိုရဲ့အုံနောင်အရာပေါ့နော်ကိုစဉ်းစားတွေ့ခုံမှုရကိုမှတ်ခဲ့ကြတာဆိုတော့ဒီတိုင်းပဲရေးပြီးတော့ဟာလေးကတော့ဘလိုလေးဟီလေးကတော့ဘလိုလေးဖူလေးကတော့ဘလိုလေးဆိုတော့ရေးရင်တိုင်းနဲ့ကိုယ်ကစိတ်ကူးရတယ်လို့မှတ်သွားပါတော့ကြားတဲ့အခါကျတော့ရေးပါများလာပဲဖြစ်မြင်ပါများလာပဲဖြစ်ကျွန်တော်နောက်ပိုင်းရလို့ရှိရင်ကာကြီးခါကိုရတယ်လို့ပဲဟီရကနာတွေကလည်းတစ်ခုနဲ့ရလာပါလိမ့်မယ်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာအလုံးကျေးဇူးတင်ပါတယ်